တစ်ဖက်ကတွေ့ရင်လည်းစိတ်မကောင်းစရာပေါ့နော်တစ်ဖက်ကတွေ့ကြည့်တော့လည်းဝမ်းသာစရာသတင်းတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒါကတော့12နှစ်အရွယ်မအင်းငင်းလင်းကိုမရင်းချင်းစော်ကတပ်ဖြတ်ခဲ့တဲ့မင်းမင်းဆိုးကိုအခုဒေရန်ချမှတ်လိုက်ပြီလို့သိရပါတယ်ဒီသတင်းလေးတွေကအရင်အကောင့်တွေမှာတော့ကျွန်တော်ရန်ကို speed out လုပ်ခဲ့တဲ့သတင်းလေးဖြစ်ပါတယ်အခုဆိုရင်သူ့ကိုဒေရန်ချမှတ်လိုက်ပြီဆိုတာကိုအတိအလင်းကိုကြေညာလာတာကိုအခုကျွန်တော်လာရောက်ပြပြပေးခြင်းဖြစ်ပါတယ်ဒီအတွက်ကိုလည်းမအင်းငင်းလေးရဲ့မိသားစုတို့လည်းစိတ်ချမ်းသာရကြမယ်လို့ညွှန်လင်းပါတယ်နောက်တစ်ခုကဒီရဲ့မရင်းချင်းနဲ့လူတက်တဲ့အကောင်ကရှိပါရဲ့ဆိုလဲဒီလိုမျိုးလောက်ရတွေကိုလောက်ခဲ့တာတွေတော်များပြီလို့သိရတယ်အဲဒီတော့အခုလိုမျိုးလောက်ရလောက်တဲ့အတွက်ကြောင့်ဒီပြစ်ဒဏ်ခံရတာကတကယ်ခြေနဲ့စရာအားရစရာကောင်းမယ်လို့ထင်ပါတယ်မိတ်ဆွေတော့ဘယ်လိုမြင်လဲမသိဘူးเนาะဖြစ်သွားတဲ့ညီမလေးဆိုရင်ငယ်ငယ်လေးဘဝရွှေမယ်ဆိုပြီးခေါ်တော့ရကနေဘယ်လိုမျိုးဖြစ်ရဖြစ်ဒီမဆိုင်တဲ့လောက်ရကိုလောက်ခဲ့တာပါဒါကိုကျွန်တော်တခြားအကောင်မှလည်းတင်မှုပါတယ်เนาะ